OK ကျွန်တော်တို့အကောက်ဖွင့်တာအောင်မြင်သွားပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ငွေဘယ်လိုသွင်းရမလဲ OK ငွေသွင်းဖို့အတွက်အရင်ဆုံးပေါ့နော်ဒီနေရာမှာကျွန်တော်ဆိုတဲ့နေရာလေးကိုတစ်ချက်သွားလိုက်ပါနော်တကယ်လို့ဒီနေရာမှာမိတ်ဆွေတို့ဒီစာသားလေးကအင်္ဂလိပ်လိုဖြစ်နေတယ်ဆိုရင်အပေါ်နဲ့ဆွဲပါအပေါ်နဲ့ဆွဲပြီးတော့ဒီနေရာမှာဘာသာစကားဆိုတဲ့နေရာလေးပေါ့နော်ဒီနေရာမှာဘာသာလို့ရွေးချက်လိုက်ပါနော် OK ပြီးရင်ဒီမှာငွေသွင်းဖို့အတွက်ကျွန်တော်တို့ဒီမှာငွေသွင်းဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါနော် OK ငွေသွင်းဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒီနေရာမှာကျွန်တော်တို့ KBZ ban နဲ့လည်းသွင်းလို့ရတယ်ပြီးတော့ KBZ pay နဲ့လည်းသွင်းလို့ရတယ် USDT နဲ့လည်းသွင်းလို့ရတယ် Web pay နဲ့လည်းသွင်းလို့ရတယ်ပေါ့နော်ဘာနဲ့ပဲသွင်းတော့ဒီမှာ तू က USDT နဲ့သွင်းမယ်ဆိုရင်ပေါ့နော်ဒီမှာ 2% ပဲပေးတယ်ပေါ့နော်ကျန်တာကကျွန်တော်တို့ KPay ပဲသွင်း KBZ ban ပဲသွင်း Web pay ပဲသွင်းပေါ့နော်ဒီမှာ तू 5% ပေါ့နော် 5% ပေးပါတယ်ဒီ 5% ကဘာလဲဆိုရင်ကျွန်တော်တို့ငွေသွင်းတဲ့ amount ပေါ် तू က 5% bonus ပေးတာပေါ့နော်တိတန်တာကျွန်တော်တို့ငွေသွင်းတဲ့အတွက် Okayဒါကကျွန်တော်တို့ဒီနေရာမှာတကယ်လို့ KPay နဲ့သွင်းမယ်ဆိုရင် KPay ကိုတစ်ချက်လောက်ဆက်လက်လုပ်လိုက်ပါ KPay ကိုဆက်လက်လုပ်ပြီးတော့ကျွန်တော်တို့သွင်းမဲ့ amount ကိုရွှေ့လိုက်ပါနော်တသိန်းသွင်းမယ်ဆိုရင်ဒီနေရာမှာတသိန်းကိုဆက်လက်လုပ်လိုက်လို့ရပါတယ်ဒါမှမဟုတ်ကိုယ့်အကိုလည်းရေးလို့ရပါတော့တသိန်းပဲသွင်းမယ်ဆိုရင်ဒီမှာတသိန်းပဲပေါ့နော်အဲ့လိုမျိုးရေးပြီးတော့ဒီနေရာမှာငွေသွင်းဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒီနေရာမှာကကျွန်တော်တို့နာမည်ရယ်ဖုန်းနံပါတ်ရယ်ထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာတကယ်လို့မိတ်ဆွေတို့ရဲ့ KPay မှာပေါ့နော်အခုမိတ်ဆွေတို့က KPay နဲ့သွင်းမယ်ဒါပေမဲ့မိတ်ဆွေတို့ရဲ့ KPay မှာပတ်စံမရှိဘူးမိတ်ဆွေတို့ကတခြားတစ်ယောက်ရဲ့ KPay နဲ့တခါတည်းဒီ gain တွေကိုပတ်စံထည့်မယ်ဆိုရင်ထည့်ပေးမဲ့သူရဲ့ KPay နာမည်နဲ့သူ့ရဲ့ KPay ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့မိတ်ဆွေတို့ရဲ့နာမည်ကပေါ့နော်ဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့အောင်ပေါ့နော်အောင်ဒီမှာဒါကမိတ်ဆွေတို့ရဲ့ဒီမှာဖုန်းနံပါတ်ပေါ့နော်ဒီမှာဖုန်းနံပါတ်တစ်လုံးရိုက်ထားတယ်ဒါကပြီးဒီဖုန်းနံပါတ်ပဲရိုက်ထားရပေါ့နော်ဒီလိုမျိုးရိုက်ထားလိုက်ရင် तू ကဒီလိုမျိုးပုံမှန်အမြဲဒီလိုပဲရှိတယ်ပေါ့နော်တကယ်လို့နောက်တစ်ချိန်ကျရင်မိတ်ဆွေတို့ရဲ့ KPay မှာပေါ့နော်ပတ်စံမရှိဘူးမိတ်ဆွေတို့ရဲ့တခြားတယောက်ရဲ့ KPay နဲ့မိတ်ဆွေတို့ပတ်စံထည့်ကျင်တယ်ဆိုရင်ဒီနေရာမှာတစ်ချက်ပြန်နှိပ်ပြီးတော့သူ့ရဲ့ KPay ရဲ့နာမည်ကိုရေးလိုက်ပါပြီးရင်သူ့ရဲ့ဖုန်းနံပါတ်ကိုရေးလိုက်ပါပြီးရင်အတည်ပြုလိုက်ပါ Okay အတည်ပြုလိုက်ပြီဆိုရင်ဒီနေရာမှာဒီမှာဖုန်းနံပါတ်လေးကြာလာမယ်ပေါ့နော်ဒီဖုန်းနံပါတ်လေးကိုကျွန်တော် copy လုပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာလေးက copy လုပ်လိုက်ပါနော် Okayဒီနေရာမှာဖုန်းနံပါတ် copy လုပ်လိုက်ပါနော် copy လုပ်ပေးပြီးတော့ကျွန်တော်တို့ KPay ကိုသွားလိုက်ပါ KPay ကိုသွားပြီးတော့ဒီဖုန်းနံပါတ်မှာ39မထည့်ထားဘူးပေါ့နော်အဲ့တော့ KPay မှာသွားပြီးတော့ကျွန်တော်တို့39အရှိရခံပေးရမှာဖြစ်ပါတယ်ပြီးရင်ဒီဖုန်းနံပါတ်ပေါ်တသိန်းခွဲဆိုတသိန်းခွဲငွေလွှဲလိုက်ပါငွေလွှဲပြီးတော့ရင်ကျွန်တော်တို့လုပ်ငန်းစဉ်နံပါတ်တွေပဲဘာမှမလိုပါဘူးဒီဖုန်းနံပါတ်ကိုငွေလွှဲပြီးသွားပြီဆိုရင်နာမည်ကိုတစ်ချက်စစ်ကြည့်လိုက်ပါနော်ဒီမှာနာမည်လည်းပြပါတယ်တင်းအောင်ဆိုရင်ဟုတ်ပြီငွေလွှဲလိုက်ပါငွေလွှဲပြီးတော့ဒီအောက်ဆုံးမှာပေါ့နော်ဒီအောက်မှာကျွန်တော်နှစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်โอเคကျွန်တော်တစ်ချက်ဒီမှာနှိပ်လိုက်မယ်ပေါ့နော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီလိုမျိုးလေးပေါ်လာမယ်နောက်တစ်ချက်ပြန်နှိပ်လိုက်ပါဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်ပြီးရင်အချိန်လေးခဏစောင့်ပေးလိုက်ပါခဏနေအကောက်ထဲကိုငွေဝင်ရောက်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ငွေသွင်းတဲ့နည်းပေါ့နော်ကျွန်တော်ဝစ်ပေးမှလည်းအဲ့ဒီပုံစံမျိုးပဲဒီမှာဝစ်ပေးမှလည်းအဲ့ဒီပုံစံမျိုးပဲခုနကကျွန်တော်ပြောတဲ့ပုံစံမျိုးပဲနာမည်တွေရိုက်ထည့်ဒီနေရာမှာနာမည်ရိုက်ထည့်ဖုန်းနံပါတ်ရိုက်ထည့်ပေါ့နော်ဒါကိုယ့်ရဲ့ web page နဲ့သွင်းရင်ကိုယ့်ရဲ့ web page နာမည်နဲ့ web page ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပါတခြားတစ်ယောက်ရဲ့ web page နဲ့သွင်းမယ်ဆိုရင်သူ့ရဲ့ web နာမည်ရဲ့သူ့ရဲ့ဖုန်းနံပါတ်ဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်